take about 20 minutes. So, yeah, I'll minute na sene chino abi chao chino chuzame. So, dini jeb with ma tawari yanga chino phachire kama yazwin job kama sa khani na sashi alo chilo shi tege ko be Solomon beyinဖြစ်တဲ့အခါမှာဗိမာန်တော်ဆောက်ဖို့အတွက်ဘုရားက instruction တွေအားလုံးအကုန်လုံးပေးတယ်ဖခင်ဖြစ်တဲ့ David ဒါဝိဒ်ကလည်းသူ့ရဲ့သားကိုမာကြားသွန်သင်ပြီးတော့မှအားပေးတယ်ဆိုရက်တော်တဲ့ဆုံးမခြင်းကိုကျွန်တော်တို့တွေ့ရတာဒီမတန်ကမှတကယ်ခွန်အားရတယ်ပြန်ပြီးဖတ်ကြည့်တကယ်ပြောတာအဲ့ဒီအထက်မှာကျွန်တော်တို့ပြောတဲ့စကားလုံးတွေဒီမတန်ကောင်းတယ်ကျွန်တော်တို့ဥပမာagain 20မှာဆိုရင်ဒါဝိဒ်ကသူ့တောက်ပြောတဲ့အခါရှောလမုန်အားလေသားတော်ရှောလမုန်တဲ့မင်းဟာအာယူပြီးတော့ရဲကြီးသောစိတ်နဲ့လှုပ်ဆောင်ပါတဲ့မစိုးရိမ်နဲ့စိတ်မပြတ်နဲ့ငါဒီဘုရားခင်အရှင်ဘုရားထာဝရဘုရားအရှင်ဘုရားခင်ဒီတင်နေသူရှိတော်မူမယ်တဲ့ထာဝရဘုရားအိမ်တော်မူကိုဆောင်ရွက်ရာဖို့လှုပ်ဆောင်၍လက်ဆက်မတတ်မိတိုင်အောင်တင့်ကိုစွန့်တော်မူပြစ်ထားတော်မူတကယ်ကိုပဲအဖေကသားကို encourage လုပ်တဲ့အရာကျွန်တော်တို့သင်ယူရမှာဖြစ်တယ်နောက်တော့ကျွန်တော်ဖတ်ကြည့်တဲ့ငယ်ကိုမှကျွန်တော်တို့တွေ့ရတယ်ငါသားရှောလမုန်တိအဘဤဖယားသခင်ကိုသိဆောင်နေသောနှလုံးကြီးညိုသောစိတ်တော်နဲ့ဝတ်ပြုလို့ပြောလို့ရှိရင်ဘာပြောတာလဲကျွန်တော်အင်္ဂလိပ်လိုပြောလို့ရှိရင် worship okay ကြီးညိုသောစိတ်ကြီးကျွန်တော်ကြီးညိုဆောင်နေသောနှလုံးကြီးညိုသောစိတ်တော်နဲ့ဝတ်ပြုလို့ worship ကိုပြောတာနံပါတ်1ဖယားကိုသိပါငါသားနံပါတ်2ဆောင်နေသောနှလုံးကြီးညိုသောစိတ်တော်နဲ့ထိုဖယားကိုကိုးကွယ်ရမယ်လို့ပြောတယ်ထာဝရဘုရားသည်ခတ်သိမ်းသောစိတ်နှလုံးကိုစစ်၍အကြံအစီရှိတဲ့သူများတို့ကိုသိတယ်လို့ပြောတယ်ကိုတော်ကိုရှာရင်အတွေ့ခံမယ်ကိုတော်ကိုစွန့်ရင်တင့်ကိုအစဉ်နဲ့စွန့်မယ်လို့ဒါဝိဒ်ဘုရင်ကသူ့ရဲ့သားကိုဆုံးမတဲ့စကားလုံးဟာကျွန်တော်တို့အသက်တာတို့အင်မတန်ခွန်အားရစရာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့အသက်တာမှာဂျေဆုကပြောပါတယ် God doesn't care about your ability, your appearance. ကျွန်တော်တို့ရဲ့ဝတ်စားစီမှုကျွန်တော်တို့ရဲ့အစွမ်းစားကျွန်တော်တို့တော်ခြင်းတက်ခြင်းဒီအရာကိုဘုရားကhe don't care သူကျွန်တော်တို့နှလုံးသားကိုစစ်တဲ့ဘုရားဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်နှလုံးသားနဲ့ဘုရားကိုကိုးကွယ်တဲ့အခါမှာတကယ့်ကိုပဲဘုရားကိုဆန္ဒတောင်းတတဲ့အစိမ့်နဲ့တကယ့်ကိုရောက်ရဲခြင်းလိုအပ်ခြင်းနဲ့ကျွန်တော်တို့ကိုးကွယ်ဖို့အတွက်အင်မတန်အရေးကြီးတယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဘာသာရေးရတယ်အပတ်စဉ်ကျွန်တော်တို့လာလို့ရှိရင် wasting time ဆိုတော့ပြီးခဲ့တဲ့ပါကျွန်တော်တို့ worship နဲ့ပတ်သက်ပြီးတော့ series ကိုကျွန်တော်တို့စရတာဖြစ်တယ်ကိုယ်ွယ်ခြင်းကဘာလဲအားလုံးသိပြီးပါပြီဟုတ်တာဟုတ်ကိုယ်ွယ်ခြင်းအတိတ်ကဘာလဲ to get ကဟိုခင်းနေဒီအပုတ်အပွားတယ်မဟုတ်ဘူးလား to get လို့ရှိရင်ဒီလား something outdoors အဲ့ဒါကိုငါတို့က gift တာလေညာတော့ဒီ no to get လို့ရှိရင် your heart attitude your physical body your possession လို့ပြောလို့ရှိရင်ပိုင်ဆိုင်တဲ့အရာ heart attitude လို့ပြောရင်ဆိုတော့လို့နှလုံးသားတစ်ခုလုံးပြီးလို့ရှိရင် physical ခန္ဓာကိုယ်တစ်ခုလုံးကိုကျွန်တော်တို့ဘာဖြစ်လဲပေးရတယ်အဲ့ဒါဒီ worship လို့အတိတ်ပဲရတာဖြစ်တယ်ကျွန်တော်ရိုသေခြင်းတောင်းဝခြင်းကိုယ်ဝဲခြင်းကြီးညိုခြင်းလေးစားခြင်းဂုဏ်ပြုခြင်းချီးမွမ်းခြင်းခံထိုက်တဲ့ဖခင်ကိုကျွန်တော်တို့ကအဲ့ဒါကိုပေးခြင်းဒီကျွန်တော်တို့ရဲ့ worship ဖြစ်တယ်ဆိုတော့ပြီးရင် worship နဲ့ကိုယ်ဝဲခြင်းနဲ့ ministry အစေခံခြင်းကကွာတယ်ဟုတ်ပြီနော်အဲ့ဒီဟာ definition ကိုလည်းကျွန်တော်ပြောတယ်ကိုယ်ဝဲခြင်းကကျွန်တော်တို့စီကနေစတာဖြစ်တယ်အာမင်ကိုယ်ဝဲခြင်းကဘယ်စလဲကျွန်တော်တို့စီကနေစတယ်တန်ရှင်းသောဝိညာဉ်တော်အလုံးလုံးခြင်းအပြင်တားတော်ယေရှုခရစ်ကိုဘို့ပြုပြီးတော့မှဖယားသခင်ထံကိုသွားတာဖြစ်တယ်ကျွန်တော်ကိုယ်ဝဲခြင်းကဘယ်စလဲကျွန်တော်တို့စီကစတယ် ministry အစေခံခြင်းကတော့ဘယ်ကနေပြန်စတာလဲဖယားစီကနေပြန်စတာဖယားအပြင်ဘုရားသခင်ကနေစပြီးတော့မာသားတော်ယေရှုခရစ်အပြင်တန်ရှင်းသောဝိညာဉ်တော်ရဲ့အထက်ကနေမဆာဝိညာဉ်စုကျေးဇူးတွေပြုစုအပြင်လူတွေစီမှာကျွန်တော်တို့ပြန်ပြီးတော့မှအစီခံတာဖြစ်တယ်ဆိုတော့ ministry နဲ့ worship နဲ့ကိုကျွန်တော်တို့နားလည်ထားဖို့အင်မတန်ရေးကြီးတယ်ဘာလို့လဲဆိုလို့ရှိရင်အသင်းတော်တော်များများဒီ ministry အစီခံခြင်းမှာအင်မတန်အလုပ်ရှုပ်တာဖြစ်တယ်ကိုယ်ွယ်ခြင်းကိုပေါ့ပြည့်သူတို့ထင်ထားကြတယ်တကယ်တော့အဲ့နှစ်ခုလုံးက balance ဖြစ်ဖို့အရေးကြီးတယ်လို့ဖခင်က
he seek worshiper true worshiper စစ်မှန်သောကိုယ်ပဲသူကိုဘုရားကရှာလို့ပြောတယ်ကျွန်တော်ဒီ series ကိုစတော့အပေါ်မှာဒီစာရဲ့ပါလာတဲ့လူပြောက်ပါအောင်ဘူးရပါလားမပြောက်ဘူးယေရှုတော်ကဟာလေလုယာတောက်လို့လည်းမဖြစ်ဘူးပြီးခဲ့တဲ့အပအဆက်မပြီးသေးတဲ့ဟာကိုတော့မှာဆိုတော့ okay ကျွန်တော်အစမှာယောဟန်ခန်းကြီးလေးတို့ယောမ22တို့တစ်ပင်လေးတို့ကျွန်တော်ပြထားတာရှိလိမ့်မယ်ကျွန်တော်ပြီးခဲ့တဲ့အပကျွန်တော်မဖတ်သွားဘူးဘာလို့မဖတ်သွားလဲဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီကို focus မလုပ်သေးဘူးတကယ်တော့ကိုယ်ပဲချင်းကိုကျွန်တော်တို့လေ့လာလို့ရှိရင်ကျွန်တော်တို့အဓိကအဲ့ဒီကျမ်းပိုက်တွေကအရန်ကိုအထောက်အကူဖြစ်ပြီးတော့မှကျွန်တော်တို့သင်ယူရမယ့်အရာဖြစ်လို့ကျွန်တော်ရေးထားတာနောက်ပိုင်းကျွန်တော်တို့ဆက်သွားမယ်အရာတွေမှာကျွန်တော်တို့တွေ့လာရလိမ့်မယ်အဲ့ဒီကျမ်းပိုက်တွေကိုကျွန်တော်တွေ့လာမယ်ဆိုတော့ what is the meaning of worship we already know that number 2 why we should worship God ဘာဖြစ်လို့ဘုရားကိုကျွန်တော်တို့ကိုယ်ပဲသိတယ်လေအားလုံးကျွန်တော်တို့သိပြီးသွားပြီဟုတ်ပြီနော်ကျွန်တော်တို့ why true worship is important what is God acceptable worship what is God acceptable worship the object of worship where how do we worship God နောက်ပိုင်းမှာကျွန်တော်တို့အဲ့ဒီအချက်တွေကိုကျွန်တော်တို့ဆက်သွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အခုဘယ်ကောင်းစီမှာပြီးခဲ့တဲ့အပတ်မှာကြံခဲ့လဲဆိုလို့ရှိရင် why we should worship God ဆိုတဲ့အချက်မှာကျွန်တော်တို့ကြံခဲ့တာကိုကျွန်တော်တွေ့မယ်ကျွန်တော်အဲ့ဒီကနေစရအောင်ဆိုတော့လူတိုင်းကဘာဖြစ်လဲတခုခုကိုတော့ဘာဖြစ်လဲကိုယ်ွယ်နေကြတယ်နောက်ဆုံးဖျားနဲ့ဖျားမရှိဘူးလို့ယုံကြည်တဲ့လူလည်းသူဘာကိုကိုယ်ွယ်နေလဲသူကိုသူပြန်ပြီးကိုယ်ွယ်နေတာတကယ်တော့ atheist သူကိုသူဘာဖြစ်လဲ I don't trust anybody I don't believe there is God exists I don't believe anybody I'm on my own what is that he worship himself ကိုပြန်ကိုယ်ွယ်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဘသူရဲ့လူလဲဖယားတကယ်လူဖြစ်တဲ့အတွက်ကြောင့်မလို့ဖယားကိုကျွန်တော်တို့ကိုယ်ွယ်ဖို့အင်မတန်အရေးကြီးတယ် why worship true God ကိုကျွန်တော်တို့ကိုယ်ွယ်ဖို့စစ်မှန်တဲ့ဖယားကိုကျွန်တော်တို့ကိုယ်ွယ်ဖို့အင်မတန်အရေးကြီးတယ်ဆိုတော့ why we should worship God မှာကျွန်တော်အချက်၄ချက်ကျွန်တော်ပြောထားတယ်နံပါတ်1ကဘာလဲ scripture faith နှုတ်ကပတ်တော်ထဲမှာဘာဖြစ်လဲများစွာပြောထားတယ်ကျွန်တော်ပြောပြီးတော့ဖန်ဆင်းခြင်းနဲ့ပတ်သက်လို့ရှိရင်ဘုရားအခန်းကြီးတစ်ခန်းအငယ်30ခန်းနဲ့ကိစ္စပါပဲလေပြီးသွားတယ်ကိုယ်ွယ်ခြင်းနဲ့ပတ်သက်လို့ရှိရင်ဘုရားကပြောရတာအခန်းကြီး9ခန်းအခန်းငယ်943 verse okay 934ခုအထိဘုရားကတည်တဲ့ချက်ကြားမှာထားတာကိုကျွန်တော်တို့တွေ့ရတယ် Leviticus ကိုပြုရပါ okay ကိုပြုရကျမ်းကိုကျွန်တော်တို့ကြည့်လို့ရှိရင်ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ကျွန်တော်ပြောချင်တယ်မှာရွေးရတဲ့ကျမ်းပိုက်က Exodus 20 verse 3 and 5ဆိုတော့ဖတ်ပြရ20အငယ်3နဲ့5မှာကျွန်တော်တို့ကြည့်အောင်ဖတ်ပြ20ကပြည့်ညတ်တရားကိုဘုရားကဣသရေလလူမျိုးကိုပေးတာပေးတဲ့အခါမှာပထမဦးဆုံးပေးတဲ့ပြည့်ညတ်ကပါလဲငါမတပါအခြားသောဘုရားကိုမကိုးကွယ်ရကိုဖို့ပါပဲလေရုပ်တုစင်းလူမထုလို့ရပထမဦးဆုံးဘုရားကလူကိုပြည့်ညတ်တရားပေးတဲ့အခါမှာအရှင်ဆုံးမာတဲ့အရာကပါလေငါကိုပဲကိုးကွယ်ကျွန်တော်တို့သတိထားမိလားမသိဘူးဟေရှာယ40အငယ်8မှာ I will not share my glory to other ငါရဲ့ဘုံကိုငါဘသူ့ကိုမှ share မလုပ်မပေးဘူး you know that ဘုရားက jealous God ဖြစ်တယ် okay ဘုရားက jealous ဆိုတုံတိုတဲ့ဖျားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဖျားကတကယ်စစ်မှန်တဲ့ဖျားဖြစ်ဖို့အဲ့ဒီတပါးကိုပဲကိုးကွယ်ဖို့ကနဥမာတွေကဖျားကပြောထားပြီးသားအာမင်ဆိုတော့ကဘာဥမာတွေကစကြည့်လိုက်ဟုတ်ဖျားကလူကိုဖန်ဆင်းပြီးတော့မှပဲအရမှာထားတာအာရံကိုဖန်ဆင်းပြီးတော့မှအေဒီအရမှာထားတယ်အေဒီရဲ့အတိတ်ကတနည်းအားဖြင့် his presence သူ့ရဲ့မျက်မှောက်ကျော်လို့လေအတိတ်ပဲပေါ်လို့ရတယ်လို့ဆိုတော့ဖယားကလူကိုဖန်ဆင်းပြီးအဲ့ဒီလူကိုပထမဦးဆုံးထားတဲ့နေရာကဘယ်နေရာလဲဖယားရဲ့မျက်မှောက်ကျော်မှာပြီးရင်ညနေစောင်းဆိုမှာဖယားကပါလေအများနဲ့လူစီလာပြီးပါပဲလေမိတ္တရာယဖွဲ့အာရန်နဲ့အနည်းနဲ့တော့ that's what worship ကိုယ်ကွယ်နေတာပဲဆိုတော့ကဘာဦးကနေဖန်ဆင်းခြင်းကနေစပြီးတော့
မှာဗျာရဲ့ချမ်းအဆုံးထိသွားလို့ရှိရင်လောကဘတ်တော့အများကြီးပြောထားတယ်ကျွန်တော်တို့ယုံကြည်သူအသက်တာပါပဲလေဘုရားကိုကိုးကွယ်ဖို့ပြောတယ်ကိုးကွယ်ပြောလို့ကျွန်တော်ချင်းစဉ်းစားရအောင်ကိုးကွယ်လို့ပြောလို့ရှိရင်ဘယ်လိုဘုရားလဲသူ့ကိုပဲကိုးကွယ်ရမယ်လို့ပြောလို့ရှိရင်ပြည့်မှာအတ္တမကြည့်ဘူးလားပြင်ကောင်းပြင်လိမ့်မယ် he deserved it ပြန်စဉ်းစားကြည့်သူကထိုက်တယ်နဲ့ပါပဲလေဘုရားဖြစ်တယ်တင်ပါမဟုတ်တဲ့ကြက်ရှုံးနေတဲ့အရာတွေမခံရမတည်တဲ့အရာတွေကိုတော့မှလူတွေကကိုးကွယ်လို့ဆိုရင်ထာဝရကတဲ့ကိုအုပ်စိုးပြီးဖန်ဆင်းတဲ့ဘုရားကိုတင်ပို့ပြီးတော့မှမဖြစ်လေကိုးကွယ်ဖို့အတွက်အင်မတန်ရေးကြီးတယ်မဿဲ20:30ခုမှာလည်းယေရှုကပြောထားပြီးသားโอเคဘုရားသခင်ကိုစိတ်နှလုံးကျွမ်းမဲ့ကိုယ်စွမ်းရှိများဉာဏ်စွမ်းရှိများရှစ်ကမယ်တနည်းအားဖြင့်အဲ့ဒါဘာလဲဆိုရင်ကိုးကွယ်ခြင်းကိုပြောတာโอเคကျွန်တော်ပြီးခဲ့တဲ့ပါ illustrate လုပ်ပြတယ်ဟုတ်တာဟုတ်ကျွန်တော်ကောင်းချီးမင်္ဂလာအသက်တာမှာခံစားရလားခံစားရဒါလည်းအဲ့ဒါလေးမြင်ပြီးလောကအရာပါလေတခြားသောအရာတွေကိုကျွန်တော်ထက်လိုက်တဲ့ခါမှာပါပြီလေအဲ့ဒါနဲ့ပြစ်ချက်ပြီးတော့ပါပြီလေကျွန်တော်တို့အသက်တာကနောက်ရွှန်ရှာဝယ်ဖြစ်လာအဲ့ဒါကိုကျွန်တော်တို့အများဆုံးသိထားဖို့အင်မတန်အရေးကြီးတယ်ကျွန်တော်ပြောမယ်ကိုယ်ဝယ်ခြင်းနဲ့ပတ်သက်လို့ဘယ်လောက် serious ဖြစ်လဲဆိုလို့ရှိရင်ထပ်ပြရတဲ့20ကိုကျွန်တော်တို့ကြည့်ရအောင်နော်အားလုံးလည်းထားရလို့ထင်တယ်ဟုတ်ပြီနော်ထပ်ပြရတဲ့20အနေနဲ့25ကိုကြည့်အောင်တင်ဒီကြောက်ရစ်ပလင်ကိုငါဖို့တည်ရဲ့စစ်တော်ကြောက်ကိုပါပြီလေမတီးရတန်တစာပါရတည်တော့ရစ်ပလင်ဒီမြင့်ညူချင်းရှိ၏ဆိုတော့ကြောက်ပလင်တည်တဲ့အခါမှာစစ်တော်ကြောက်ဆိုတာကသူစစ်ပြီးတော့မှပုံသွင်းပြီးတော့မှလောက်တဲ့ရစ်ပလင်ကိုဘုရားကမလို့ရှိဘူးအရှိတန်းကိုပါပြီလေတည်ဖို့တော့ဘုရားကပြောတာဖြစ်တယ်โอเคတနည်းအားဖြင့်ဘာကိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာမှာဖျားချက်ဖို့အတွက်ပုံသွင်းပြီးတော့မှလှုပ်ဆောင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့အရှိတိုင်းโอเคကျွန်တော်နှလုံးသားမှာခံစားရတဲ့ဖျားရဲ့ကောင်းချီးမင်္ဂလာကိုတရားနဲ့တရားကောင်းချီးမင်္ဂလာခံစားရမှာမတူပါဘူးတချို့တော့လည်းလစာကောင်းတယ်တချို့လည်းလစာနဲ့တချို့လည်းကျမ်းမာရေးကောင်းတယ်တချို့လည်းအဲ့ဒီအရာပေါ်မှာကောင်းမှဖျားစီလာပြီးကိုယ်ဝယ်တာမဟုတ်ဘဲနဲ့အရှိတိုင်းကိုဘုရားကိုကိုးဝယ်ဖို့အမြဲတမ်းရည်ကြီးတယ်26ကိုကျွန်တော်တို့ကြည့်အောင်တင်နိုင်ရှက်စရာအကြောင်းမထင်မပေါ်စေခြင်းကရစ်ပလင်ပေါ်သောလေကားဖြင့်မတက်ရဘူးမိန့်တော်မူကဲကြည့်အောင်ရစ်ပလင်ကိုအပေါ်ကိုဘာနဲ့မတက်ရလို့ပြောတာလေကားနဲ့ဘုရားတက်ခိုင်းလားဘာဖြစ်လို့မတက်ခိုင်းလားဟာလေဘာဖြစ်လို့မတက်ခိုင်းလားအဲ့ဒီချမ်းမိုက်မှာဟောပါလေဘာဖြစ်လို့မတက်ခိုင်းတာလဲဗျာရှက်စရာအကြောင်းပေါ်မှာဆိုတော့တနည်းအားဖြင့်ဘာဖြစ်လဲအောက်စားလို့မှာဆိုတော့ကဲရှင်းပြီလားဘုရားကရစ်ပလင်ပေါ်လေကားနဲ့မတက်နဲ့ဘာဖြစ်လို့လဲအောက်စားလို့မှာဆိုလို့ရစ်ပြောင်းရအပေါ်တက်တယ်လေကားနဲ့အောက်ကကိုယ်ပဲလို့ကြည့်ပြောပါမယ်စဉ်းစားကြည့်ဘုရားဘယ်လောက်စီးရထားလဲခဏလေးအသိတော်တွေမှာကိုယ်ပဲတဲ့အခါအကွဲတွေအပြဲတွေအဖွာတွေအကြက်တွေအတုံတွေအတဲ့တွေ you see အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာအခုကျွန်တော်ပြီးခဲ့တဲ့ပတ်လည်းကျွန်တော် mention လုပ်ပါတယ်လူရပြည့်တဲ့ကြောင့်မပေါင်းပြီးလို့ကျွန်တော်တို့ပို့ချင်ပါတယ်လူကကျွန်တော်နားလည်းကျွန်တော်ကိုယ်တိုင်လည်းပို့ချင်ဒါပေမဲ့အထူးသဖြင့်ဦးဆောင်တဲ့လူတွေ worship team တို့ okay elder တို့ဘုရားလာပါတယ်လို့ကျွန်တော်မြတ်တရားခံချင်တယ်ကျွန်တော်လူတော်ပို့ချင်ဖို့ပါ congregation ship because God takes serious. This is very important. ဘုရားသခင်ကအာဗြဟံကိုကောင်းချီးပေးတယ်။အိုးသောတွေနွားတွေကလာအောက်တွေအများကြီးနဲ့သူ့ရဲ့နှုံးတွေကျဲတွေအများကြီးနဲ့တဲ့တွေအများကြီးကောင်းချီးပေးတယ်။ယာကုပ်ဣဆက်ကိုကောင်းချီးပေးတယ်။အိုးခါနာပြည်မြို့နဲ့တဲ့ရှိတဲ့ပြည်ကိုသူ့လူမျိုးတွေကိုပို့တယ်။နမိတ်လက္ခဏာဖြစ်စေတယ်။တိတ်ကိုလည်းဘုရားကအဲ့လိုလုပ်မယ်။အာမင်။မင်းတို့အာမင်အားရပါရလား။အဲ့ဒါကိုဖောက်ပြီးဖို့တော့ဘုရားသခင်ဒီမနေ့ရင်းတော့ကာလာပါပြီလေအစင်နဲ့တည်တယ် the same yesterday today forever အဲ့ဒီကြောင့်အာဗြဟံကိုအဲ့လိုကောင်းချီးပေးလို့တင်ကိုလည်းဒီနေ့မှာဘုရားကပါပြီလေကောင်းချီးပေးမယ်အာမင်ကြိုက်လားဘာပြောလဲအာဗြဟံကိုကောင်းချီးပေးလို့ God is the same what yesterday today forever အာဗြဟံအဲ့လိုပေးလို့ကျွန်တော်တို့ကလည်းပါပြီလေပေးမယ်ဟောအားရတယ် hallelujah praise the Lord glory to the Lord I'm going to say it right now
Palimbo Telushi, Legana Matene, outside Lum, a shepherd, Yamachan. God is the same yesterday, today, and forever. Can we say amen? You only want the positive, eh? Yesterday, today, and forever. Say, I like it. I go with Jim Patalo, serious target. I love kind of young. My love is Hayana, the same yesterday, today, and forever. Do you know? Go with Jim Patalo, serious target. Maloshi, can it this generation? Hayana, serious target. I didn't go down. Go with Jim Usama, a shima, lonely, a sick and every. And Doma, go with Jim Patalo, Nara, change the Yamania, Daria Pinadia. God is the same. Yesterday, today, and forever. You got that? The Halidah and Children of Koya, yesterday, check the Yali Public. Now, Yali, National Yam, oh, I love it. Hallelujah, praise the Lord. Oh, I didn't put the Lupia Syria Tariana. Oh, I don't have the Yali Bar, I don't know, chasing the Yama. Oh, Piaga, oh, the come on, church. You got that message. You better get the message. God is the same yesterday, today, and forever. He never changed. He never changed. So, number one, go with Jimmy Patanaya. We should worship God. Number two, importance for our life. Louis sing along tonight. Tara Kala will be there. Tetwin Tara will be the Naja, Kanji Toga, Septima, your time. Babylon, General, go where General Bawa, imitate the Chile solution. General Mimi. Mankanem, Piago, go where they go about that. How are they? Mare Piago, go where they go about. How are the situations where they go? I think a good job. At that time, the colonel signed it. At that time, the colonel, but at that time, you should worship the true living God. Dinyajiwa kanala mahamu tawra teacher go where I'm a payamide. The mind will payamo go where it's gonna cost your whole life in hell. If you worship the true God, your life will be in eternity, heavenly. I need to jump attach the piano to go where water, imitate it. So I'll sing along tonight, Kaurakala, Tetu Tare. Okay? So I'll sing along Tema, Kaurakala, Solo sing ye. Okay? Piano, no, I sing along about Tetale, Kaurakala Tetale. I didn't have a people twin. General, a child, Lokaya, General, Pili Sheen. Bedoma Pimamo. We see one at Pitan Sheen. They are Pitan Sheen. Your Shin so there, Nicolado the child and a Pitan Sheen. Muejin a Pitan Sheen. Dinana Pitan Sheen. Young to sing a Pitan Sheen. Another Bedoma Pimamo. I didn't tell Rakala, Panzimbe, Paya, I didn't Melona, people are trying, but do go with Chipolule. Paya, Pima. We get a part illustrate look at it. You see that? Talk to me about it. Tell I about it. Himla. Dila, Babila. Tatelo Yala. Mayano, Ninyala, Ninyala, I don't know that way. Salam will publishing me. Go where Jim Patella, Night to Korea. Salam Chilashi, Tawaka Gole, your love is better than life. Korea at Chicago, Chanoya Bawa Tetawe, Kaunya Telupo. So then about Tawe at Chin, Alisaga, Kubora Kuga, Pajindia. Don't let Alma say Canada Lu, Anadi Shini, Yadu Yaga, the Kukola Dane, a column to Shide. That we met allo this on the that way Basaka Twanara, Adi Ayari, Te, do you for what? Te, Payaya, a Chita Babile. Where in the life? A council, Chitis Rabo, that we got one. So let's go now.
ဒါဝိုင်းမှာအကုန်ရှိလားလိုချင်တာအကုန်ရှိတယ် power ရှိလားဥစ္စာရှိလားဇနီးမယားရှိလားသူရဲ့အစေခံရှိလားစစ်တပ်ရရှိလားဒါနဲ့အဲ့နှလုံးသားကိုပြစ်သွားလားမပြစ်ဘူးဘုရားရဲ့အချစ်ကလည်းအဲ့နှလုံးသားကိုမပြစ်လေပြစ်သွား because ဖန်ဆင်းတဲ့ဘုရားကိုပဲသူဖြစ်မှာပြစ်မှာပြစ်တယ်အာမင်ကျွန်တော်တို့အသက်တာလဲဘုရားကိုဖြစ်ဖို့အတွက်အမြဲတမ်းရည်ကြည်တယ်အာမင်ကျွန်တော်တို့တော့ကြည့်အောင် theme of redemption ရွေးနှုတ်ခြင်းရဲ့အဓိကပါပဲလေအကြောင်းဖြစ်တယ်ဆိုတော့ရွေးနှုတ်ခြင်းရဲ့အဓိကတကယ်ကျွန်တော်တို့ရေဘူးရမေကိုတစ်ခုမေးမယ်ဘုရားကဘာဖြစ်လို့တင့်ကိုတင့်ရဲ့အဖြစ်တွေအသေးခံဘုရားကဘာဖြစ်လို့လောကကားတိုင်းမှာအသက်ကိုစွန့်အသွေးကိုသုံးပြီးတင်နေကျွန်တော်တို့အသေးခံကျွန်တော်တို့လိုမေးလို့ရှိရင်များသောအားဖြင့်ဘာဖြစ်လဲမရေမတော်စီဖို့မချစ်နည်းနည်းလေးဒါလေးကိုယူထားပတ်တာငရဲမတော်စီဖို့တခုထဲနဲ့ဘုရားကအသေးခံပေးတယ်ဆိုရင်တင့်ကိုဖန်ဆင်းပြအကြောင်းမရှိဘူးဟယ်လိုတင့်ကိုမဖန်ဆင်းရင်တင်ရသားကြရှိလားဒါပေမဲ့ကျွန်တော်တို့ဒီကောင်းကင်မှာထည့်လာတာဘုရားကတော့အသေးခံတာဘာဖြစ်လဲလဲငါ့ကိုငရဲမတော်စီဖို့โอเคငါ့ကိုအပင်ငရဲမတော်စီဖို့ဘုရားကတော့အသေးခံတယ်ငါ့အဖြစ်ဖို့ကပေးတယ်ကျွန်တော်တို့ရိုးရိုးလေးကျွန်တော်အသေးခံပေးတဲ့အရာဒီငရဲမတော်ဖို့တခုထဲဆိုလို့ရှိရင်တင့်ကိုမဖန်ဆင်းပေးရုံပဲဘယ်လိုလောကကိုဘာဖြစ်လဲမစင်လို့ရှင်းရှင်းပန်းနေပြီပဲကျွန်တော်တို့ theme of redemption လို့ပြောလို့ရှိရင်ကျွန်တော်တို့ okay ကျွန်တော်ကျောင်းလိုက်ကိုဖွင့်အောင်ယောဟန်လေးမှာလေ God seek S-E-E-K seek through worshiper ဘုရားကစစ်မှန်သောကိုးကွယ်တဲ့သူကိုဘာဖြစ်လဲ seek ဆိုတာဘာလဲရှာနေတယ်လို့ပြောတယ်ရှာနေတယ်လို့ပြောတယ်ကဲမကြည့်ယေရှုခရစ်တော်ကျွန်တော်တို့လုကာ15တွေ့တယ်တောက်တော့ပါပဲလေတောက်တော့ဒင်္ဂါပြီးတော့တောက်တော့ကိုပြီးတော့တောက်တော့တာဆိုတော့ဘာဖြစ်လဲရှာလားရှာတယ်ဒီဘက်မှာယောဟန်လေးပါကခမဲတော်ဖျားက he seek ကိုယ်ပဲစစ်မှန်တော့ကိုယ်ပဲသူတို့ဘာလုပ်နေတာလဲရှာနေတာကိုရတ်ချက်တော့Trinity, all right? ဘုံမှာတဆူကျွန်တော်တို့နားလည်ဖို့လူကာ15ရာဆိုလို့ရှိရင်ပျောက်တော့ကိုကကျွန်တော်တို့ပျောက်တော့တင်းကလည်းကျွန်တော်တို့ပျောက်တော့သားကလည်းဘာဖြစ်လဲကျွန်တော်တို့ပဲယေရှုရှာလားရှာတယ်တွေ့တယ်ဘာဖြစ်လဲကဲလာတယ်ခေါ်လာတယ်ဘုံမှာကခမင်းတော်ဘုရားကဘယ်လိုလူကိုရှာလဲကိုယ်ဝဲတော့စစ်မှန်တော့ကိုယ်ဝဲတော့လူကိုဘာဖြစ်လဲရှာတယ်တွေ့ပြီလားကျွန်တော်ငရဲသွားဖို့တခုတည်းလားဘာလို့ဖို့အတွက်ပါလဲကိုယ်ပဲဖို့အတွက်ပါ you better get it ရတော့တခါလေကကျွန်တော်ယုံကြည်လို့ငါခဏချင်းရပြီဆိုပြီးတော့ပါပဲကျွန်တော်ကိုယ်ပဲချင်းလို့သိမထားဘူးငါတကယ်လည်းစိတ်ချပြီငါအချင်းရောက်ရတာမဟုတ်ဘူးငါရဲ့အဲဒီမှာကြိုးစားချင်းရောက်ရတာမဟုတ်ဘုရားရဲ့ကျေးဇူးပြုခြင်းတော့ငါရတာဆိုပြီးတော့ပါပဲပေါ့ပဲနဲ့ပဲကျွန်တော်တို့နေလို့ပါတယ်မမေ့နဲ့ဘုရားကတင့်ကိုရှာတယ်ဆိုတာငရဲတဲ့ကလွတ်ဖို့အတွက်ပါတယ်လို့ဟာရကိုယ်ပဲကိုယ်တော့မှလည်းပါဖို့ဘုရားကရှာတာဖြစ်တယ်အာမင်အဲ့ဒီကြောင့်လို့ theme of redemption ရွေးနှုတ်ခြင်းရဲ့အဓိကအကြောင်းဖြစ်တယ်ကိုယ်ပဲတော့သူလည်းများတော့ဒီခမဲတော်ကိုနဝိညာဉ်နဲ့၎င်းသစ္စာတရားနဲ့၎င်းကိုယ်ပဲရမယ့်ချိန်ကာလဒီလာရင်ယခုပြင်ရောက်တဲ့ရှိအကြောင်းကထို့သောကိုယ်ပဲတော့သူတို့ကိုခမဲတော်ဒီအလိုရှိတော်မူ၏ရှာယူဒတန်ကအလိုပြောတယ်တကယ်တော့ origin မှာ he seek ရှာတော်ပြောတာโอเคဘုရားကရှာโอเคကျွန်တော်တို့နောက်ထပ်၄ချက်တစ်ချက်ကပါလဲဆိုတော့ရှင်က commanded ဘုရားဘာဖြစ်လဲပြညတ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့တော့ကျေဘူးတမုံကျွန်တော်တို့ပြောစရာအကြောင်းအများကြီးမရှိတော့ဘူး because ကျွန်တော်တို့ဘုရားကပြညတ်တရားကိုစပေးတယ်ဘာဖြစ်လဲအသက်ရှင်တဲ့ဘုရားတစ်ပါးကိုလည်းဘာဖြစ်လဲကိုယ်ွယ်ဖို့အတွက်လို့သူဘုံကိုသူကမှမရှိဘူး he is jealous God he is only true one God we have to worship only him သူတပါးတဲ့ကိုလည်းကျွန်တော်တို့ကိုယ်ွယ်ရမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်လို့ it is not option it is what command မကိုယ်ွယ်ရမလားကိုယ်ွယ်ရမလားကိုယ်ွယ်ရမလားမဟုတ်အဲ့လိုရွေးခိုင်းတာမဟုတ်
တင်ကဲတင်ချင်းရလို့ရွေးလို့ပြင်ပါပဲလေကိုဝယ်ရအဲ့လိုလူကိုဘုရားကပါပဲလေအဲ့လိုရှိတာဖြစ်တယ်ကျွန်တော်တို့ယောမစနစ်ကိုကျွန်တော်တို့ကြည့်လို့ရှိရင်လေအဲ့ဒါမှာ holy living sacrifice အသက်ရှင်တဲ့လက္ခဏာလို့ဆရာယူဒသနာပြောတာအသက်ရှင်တဲ့တရားလက္ခဏာဆိုတာအသက်ရှင်တဲ့ရစ်ကိုကျွန်တော်ဓမ္မဟောင်းမှာရစ်ပူဇော်တဲ့အခါမှာပါပဲလေပရိသတ်ကိုတပ်ပြီးတော့မှလေ death sacrifice အခုအဲ့ဒါကိုဘုရားကပြီးသွားပြီ he want the what living sacrifice ဆိုတော့နေတိုင်းအသက်ရှင်နေသွားတာချင်းကပါပြီလေကျွန်တော်တို့ကိုယ်ွယ်ဖို့အတွက်ဘုရားအလိုရှိတာဖြစ်တယ်ဆိုတော့ယောမစနစ်ကလေ true Christian တရားယုံစစ်မှန်တဲ့ယုံကြည်သူတရားရဲ့ကိုယ်ွယ်ခြင်းအသက်တာကိုယောမစနစ်အငယ်1နှစ်မှာအများကြီးရှင်းလင်းတွေ့ရတယ်ကျွန်တော်အငယ်နှခမ်းလေးနဲ့ကိုတမန်တော်ကြီးရှင်ဘောလူကရှင်းလေးကိုကျွန်တော်တို့ပြောထားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါမှာ acceptable လက်ဖျားလက်ခံတဲ့အရာဖြစ်ဖို့လေအင်မတန်အရေးကြီးတယ်โอเคကျွန်တော်တို့ကိုယ်ွယ်တော့ကိုယ်ွယ်နေကြတာပဲပြင်ရတယ်အများကြီးဒါပေမဲ့တချို့ဘုရားလက်မခံတဲ့ကိုယ်ွယ်ခြင်းအများကြီးရှိတယ်နောက်ပိုင်းခေါင်းစဉ်မှာကျွန်တော်တို့ဆက်သွားမယ်ဆိုတော့နောက်ဆုံး၃ချက်နောက်တော့ why true worship is important ဘာဖြစ်လို့စစ်မှန်တဲ့ကိုယ်ွယ်ခြင်းကအင်မတန်အရေးကြီးလဲဆိုလို့ရှိရင်ဒီမှာကြည့်အောင်ပထမဦးဆုံးအာရနဲ့အေဝါမှာတာဘယ်နှယောက်ရှိလဲ2ယောက်ရှိဒါအိနာနဲ့ဘာဖြစ်လဲအဘေလာโอเค2ယောက်စလုံးရစ်ပူဇော်ရမယ့်အချိန်မှာသူတို့ရစ်ပူဇော်လားပူဇော်တယ်ဒါအိနာလည်းဘာဖြစ်လဲပူဇော်တယ်အဘေလာလည်းပူဇော်အဘေလာကဘာကိုပူဇော်လဲအဘေလာဘာကိုပူဇော်လဲတော့โอเคတရိษံကိုဘာဖြစ်လဲဘုရားမှာထားတယ်သူလုံးလားမလုံးတယ်ကိုင်းနဲ့ကြတော့ဘာကိုပူဇော်လဲအသီးနဲ့အကောင်းဆုံးဖြစ်လားဖြစ်တယ်သူအကောင်းဆုံးအသီးနဲ့သူလေလုံးတယ်လေ special လေတဲ့ထွက်တဲ့ဟာအကောင်းဆုံးပေးတာဒါပေမဲ့အဲ့ဒီနှစ်ခုကိုရှင်းလို့ရှိရင်ဘုရားဘယ်ဟာကိုလက်ခံလဲအာဘေလာလောက်တဲ့အရာကိုလည်းဘုရားလက်ခံကိုင်းနဲ့ရဲ့ပူဇော်ခြင်းကိုဘုရားလက်ခံမလက်ခံဘူးဘာဖြစ်လို့လက်မခံလဲဘုရားပြောထားတဲ့အတိုင်းမဟုတ်လို့ဆိုတော့ကျွန်တော်တို့ဖတ်လို့ရှိရင်လေကိုင်းနာမင်းအနာလေးတွေရှိတယ်ယူလိုက်ယူပြီးတော့ဗာပဲလေပူဇော်လိုက်ကိုင်းနာမလုပ်ဘဲနဲ့ဗာပဲဘုရားစကားနားမထောင်မလုပ်လိုက်တယ်အာဘီလာကိုတတ်လိုက်ဘာဖြစ်လို့ true worship အရင်အရေးကြီးလဲဆိုလို့ရှိရင်ဘုရားပြောထားတဲ့အတိုင်းဘုရားမှာထားတဲ့အတိုင်းဘုရားရဲ့စကားကိုနားထောင်ခြင်းနဲ့ obedient life မပါဘဲနဲ့သင်ပုံမှန်အတန်ကောင်းတယ်လို့ဘုရားကြောင့်လာတဲ့၍သင်အလူငွေထက်နေတဲ့၍သင်စမ်းတဲ့အပတ်တိုင်းမှန်နေတဲ့၍ဘုရားလက်မခံဘူးဘုရားလက်မခံအော်ငါဘုရားကြောင့်မတက်တယ်ငါဆေဘုတ်ဖို့မတက်နေတယ်လေပေးနေတယ်လေငါအလူငွေပုံမှန်တက်နေတယ်လေငါအချင်းနဲ့ဆိုနေတယ်လေဂုံတော်ချီးမွမ်းနေတယ်လေငါအစိတ်ခံနေတယ်လေ listen ပြန်သွားအပြင်းပြန်ထွက်သွားဘုရားစကားနားမထောင်မဲ့ကိုလို့ချင်းတဲ့အတိုင်းပါပဲလေလောက်တဲ့အခါမှာဘုရားလက်ခံတဲ့ရှင်းဖြစ်တယ်ကျွန်တော်ကအဲ့ဒါတော့ကျွန်တော်တို့ကိုယ်ွယ်တော့ကိုယ်ွယ်နေတယ်ကျွန်တော်တို့မေးဖို့ပြန်မှာကိုတော့ကျွန်တော်ရဲ့ကိုယ်ွယ်ခြင်းကိုမြင့်တဲ့ရတာလက်ခံရတာကျွန်တော်တို့ပြန်တော့ဆန်းစစ်ဖို့ရည်ကြီးမဟုတ်လို့ရှိရင်အပတ်တိုင်းလာပါပြီလေပြီးသွားတယ်လာသွားတယ်လောက်သွားတယ်ဘုရားမြင့်တဲ့ကိုယ်ွယ်ခြင်းမျိုးမဖြစ်သွားဘူးအဲ့ဒီအတွက်ကြောင့် true worship တကယ့်ကိုပဲမှန်ကန်တဲ့ကိုယ်ွယ်ခြင်းဖြစ်ဖို့အတွက်အင်မတန်အရေးကြီးတယ်ဘုရားကပြောတယ်အာမောနာဂတိကျမ်းမှာအာမောနာဂတိကျမ်းကျွန်တော်တွေ့တယ်အခန်းကြီး9နဲ့27ကျွန်တော်မဖွင့်တော့ဘူးမင်းတို့လုပ်နေတဲ့ပွဲလေးတွေမင်းတို့ရဲ့ music တွေမင်းတို့ရဲ့တခြင်းဆိုခြင်းတွေမင်းတို့ရဲ့ရှစ်ပူဇော်ခြင်းတွေအားလုံးကိုငါဘာဖြစ်လဲနာညီတယ်ဘာဖြစ်လို့ဘုရားကနာညီရတာလဲနှလုံးသားမပါဘူးနာခံခြင်းမပါဘူးဘုရားကနာညီသူတို့လုပ်နေတာမှန်လားလူမျက်စိနဲ့ကြည့်မှန်လားမှန်တယ်သူတို့ပုံဝင်နေတာဘုရားမှာထားတဲ့အတိုင်းဝုပြုရမှာတဲ့အတိုင်းရှစ်တွေပူဇော်တယ်လေโอเคရှစ်ပူဇော်တဲ့ music တွေလုပ်နေတယ်လေမှန်လားနာခံခြင်းတက်တာမရှိတဲ့အခါမှာဘုရားကလက်ခံအဲ့ဒီတော့ true worship တကယ်ကိုစစ်မှန်တဲ့ကိုယ်ပဲချင်းကျွန်တော်တို့အရောက်စီတိုင်းတက်တာမှာအင်မတန်အရေးကြီးရဆိုတော့ကျွန်တော် point ထုတ်ချင်ကျွန်တော်တို့တရားဟောရကျမ်းငယ်လေးငယ်15 20မှာလည်းကျွန်တော်တို့တွေ့ရတယ်ဘုရားကမောရှေကိုမာတဲ့အခါမှာတိတိကျကျမာ
ယ်လိုပါလဲဆိုလို့ရှိရင်ဘုရားကသူ့ရဲ့မောရှေကိုခြုံပုတ်ပါလေမင်းနဲ့ပြတဲ့အခါမှာလေဘုရားအဲ့ဒါပြီးတော့ပြပြီးတော့ဘုရားကမောရှေကိုပါလေငါမင်းကိုငါ့ကိုငါပြတဲ့အခါမှာဘယ်လိုအကောင်ဘယ်လိုပုံစံဘယ်လိုအရာမျိုးဘယ်လိုစတိုင်ပါလဲငါမပြဘူးဘာလို့လဲလူရဲ့ဘိုင်းကအဲ့လိုပြလို့ရှိရင်အဲ့ဒါကိုပဲဘုရားလို့မြင်ပြီးတော့ဘာဖြစ်လဲပြန်ပြီးတော့ဘာလုပ်လဲရုပ်ထုပြန်လုပ်တယ်ပြန်လုပ်ပြီးတော့ဘာဖြစ်လဲကိုးွယ်တယ်တနည်းအားဖြင့်ဘုရားကိုလက်ပြဘာဖြစ်လဲလောက်လိုက်တာတတ်မှတ်တစ်ခုအရာတစ်ခုနဲ့တတ်မှတ်လိုက်တာအဲ့ဒီအရာကိုဘုရားကမလို့ချင်ဘူးအဲ့ဒီအတွက်တော့ကျွန်တော်အိမ်ပြန်မှဖတ်ချင်ကျွန်တော်အချိန်လေးကိုလေးဆက်လုပ်ချင်လို့ကျွန်တော်အမှကြည့်လို့ရှိရင်ဘုရားကမောရှေတရားမင်းကဟိုပုံစံမျိုးဒီပုံစံမျိုးဟိုလာဟိုကျဲအဲ့လိုမှမလုပ်ဘူးတော့ because ငါကို reduce လုပ်တာငါကိုတတ်မှတ်တာလက်မလုပ်တာငါလက်မခံဘူးကနေခရိယန်တွေတချို့ဆိုလို့ရှိရင်အဲ့ဒီပုံစံနဲ့ဘုရားကိုတတ်မှတ်ပြီးတော့မှဘိုးဝဲကြတာရှိတယ်တနည်းအားဖြင့်ဆူတောင်းတောင်းပေါ်မှာသွားမှအစာရှောင်ဆူတောင်းရင်ဘုရားပါပဲလေကျွန်တော်တို့မြန်မာပြည်မှာရှိတယ်ဘာတောင်းလဲနော်ဘာဘူးလဲလူရှိလားလက်ထောက်ပါဒီအလဲအပသွားတော့သွားပါဘာမှမဖြစ်ဘူးအဲ့ဒီသွားမှသိဆူတောင်းချက်ကိုဘုရားနာအောင်မယ်သိကိုယ်ပဲချက်ကိုဘုရားနာအောင်မယ်ဆိုလို့ရှိရင် wrong ဘုရားကအဲ့လို reduce လုပ်တာ no it's not အဲ့ဒါမို့ဒီတောင်းတော့မလားဂျေရုရှလင်ကိုမသွားဘဲနဲ့ဘာဖြစ်လဲကိုယ်ွယ်တဲ့အချိန်ရောက်လာလိမ့်မယ်လို့ရှမာရိလူမျိုးကိုဘုရားကပြောထားတာပဲကျွန်တော်အဲ့ဒီကျွန်တော်ကိုယ်ွယ်ခြင်းကလည်းဘုရားအရင် serious ထားတယ်လားဒါပေမဲ့ဘုရားကဒီလောက် serious ထားတဲ့ကိစ္စကြီးကိုဟိုဘာမဟုတ်တဲ့ပြည်သားမိမလူတွေငင်းပယ်တဲ့မိမအောင်မှာ instruction တော့ပေးတာတော့ပြီးပြောတာကျွန်တော်တို့အသက်တာမှာဆိုတကယ်အရင်ကြီးတဲ့ကိစ္စဆိုရင်ဘာမဟုတ်တဲ့လူကိုတော့ပြောမှာကျွန်တော်တို့လေးစားတဲ့ဆရာတော်ကျွန်တော်တို့ဒီမှာရှိတဲ့တင်းဆရာတော်ကျွန်တော်ပြောချင်မှပြောပါလေလေးစားပြီးတော့မှယုံရတဲ့အရေးကြီးတဲ့အရာကိုပဲပြောပါလေဘာဖြစ်လို့ရှမာရိကိုတော့ပြောရလဲဆိုတော့သိချင်တယ်ဆိုလို့ရှိရင်အပတ်တိုင်းလာတယ်ကျွန်တော်တို့ဆက်သွားအာမင် I'm gonna hide in that one ဒီကကျွန်တော်တို့ကိုယ်ပဲတော့သူဟာနဝင်းဒီနေ့လည်းသစ္စာတရားနဲ့လည်းအဲ့ဒါတွေပွားတဲ့အခါမှာသင်သိရတာလေစဉ်းစားကြည့်လို့ရှိရင်ဘုရားကအဲ့လောက်အရေးကြီးတာကိုဘာလို့လဲဒီစမောက်ဘာပြောလဲတော့ပါလားဟိုမှာဟိုဘာလဲဟိုယေရုရှလင်မှာရှိနေတဲ့ဒီသူ့ရဲ့ပေတရုကိုပြောပါလားဒီမှာယောဟန်ကိုပြောပါလားတော့မဟုတ်ပါနဲ့ဘာလဲအော်ရှမာရိမျိုးမျိုးကမှယောဟန်ခန်းကြီးလေးကမှသွားပြီးတော့ရှင်းကြတာကျွန်တော်တွေ့ရတယ်သိချင်ရင်ဆက်ပြီးတော့လာခဲ့လိုက်ကျွန်တော်တို့နောက်ပိုင်းမှာဆက်သွားမယ်ဆိုတော့ဘုရားကကိုယ်ဝဲခြင်းနဲ့ပတ်သက်တင်းတင်းချာချာကိုမာပြီးတော့မှသူ့ကိုတတ်မှတ်တာသူ့ကို limit တစ်ခုနဲ့လောက်တာဘုရားကလက်မခံဘူး because God is spirit ဘုရားတကယ်ဒီနာဝိညာဉ်ဖြစ်တယ်နာဝိညာဉ်ကိုကန်ရလားနာဝိညာဉ်ကိုပေါက်လို့ရလားနာဝိညာဉ်ကိုဒီဇိုင်းထုတ်လို့ရလားနာဝိညာဉ်ကိုသိရမလားဟိုအတော့တဲ့အကိုင်းကလောက်ပြလို့ရလား You better know that God is spirit ဘုရားကနာဝိညာဉ်ဖြစ်တယ်အဲ့ဒီတော့ကြောင့် true worship စစ်မှန်တဲ့ကိုယ်ဝဲခြင်းဒီအမှန်တန်အရေးကြီးတယ်ကိုယ်ဝဲတော်သူမှန်တော့ကိုယ်ဝဲတော်သူမှန်တယ်ပြီလေနာဝိညာဉ်နဲ့လည်းကောင်းသစ္စာတရားနဲ့လည်းကောင်းကိုယ်ဝဲရမယ်လို့ဘုရားကမှန်တာဖြစ်တယ်ရောက်စီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ next time ကိုယ်ဝဲခြင်းနဲ့ပတ်သက်ရင်ပေါ်ပြပြမလုပ်ပါနဲ့အရင်ကြီးချီပါကျွန်တော်တို့မတရားပြီးတော့မှအချင်းတို့နဲ့အသက်ရှင်တဲ့ဘုရားကိုကျွန်တော်တို့ဆက်လက်ပြီးတော့မှကိုယ်ဝဲရအောင်